ဆန္ဒဖြစ်တဲ့ကမ္ဘာ့ဖလားကြီးနဲ့မင်္ဂလာမဆောင်နိုင်ခဲ့တဲ့ရိုနယ်ဒိုအိုက်ရှိုးစပီကိုမင်္ဂလာပွဲဖိတ်ကြားလိုက်တဲ့သတင်းစံကမ္ဘာ့ဖလားချန်ပီယံဆူဖလားကြီးကိုကင်မြောက်ပြီးမှမင်္ဂလာပွဲစီတက်လန်းကျင်ပါတယ်ဆိုတဲ့ပေါ်တူဂီစတာရိုနယ်ဒိုရဲ့နှစ်ပေါင်းများစွာမှတ်ခဲ့ရတဲ့အိမ်မက်တစ်ခုဟာယနေ့ပွဲပြီးဆုံးသွားခဲ့ရပါပြီဂျော်ဂျီနာနဲ့ရိုနယ်ဒိုတို့က2026ကမ္ဘာ့ဖလားပြီးစက်တင်ဘာလမှာမင်္ဂလာဆောင်ဖို့စီစဉ်ထားခဲ့ကြပြီးရိုနယ်ဒိုအနေနဲ့သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားမှာချန်ပီယံဆုနဲ့အတူသရိုးသားအဖြစ်ဂရီဘာလန်ထက်ရှောင်းလန်းကျင်ခဲ့တာပါဒါပေမဲ့ဘောလုံးလောကရဲ့ကစားပွဲတိုင်းဟာမင်းသားတိုင်းအတွက်ပျော်ရွှင်စရာစသိမ့်မပေးနိုင်ခဲ့ပါဘူးအသက်42နှစ်အရွယ်ရိုနယ်ဒိုအတွက်နောက်ဆုံးဖြစ်ခဲ့တဲ့ဒီ2026ကမ္ဘာ့ဖလားမှာပေါ်တူဂီတို့ဖက်ခါခဲ့ရပြီးနောက်သူ့ရဲ့အကြီးမားဆုံးစံနာတစ်ခုတဲတဲ့ရေသွင်းဖြစ်ခဲ့ရပါတယ်ဒါပေမဲ့လည်းနှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့ချစ်သူဂျော်ဂျီနာနဲ့မင်္ဂလာပွဲကတော့ပရိသတ်တွေအလွန်စောင့်မျှော်နေကြတဲ့မင်္ဂလာသတင်းကောင်းတစ်ခုအဖြစ်ဆက်လက်ရှိနေသေးပါဒီကြားထဲမှာဘောလုံးပရိသတ်တွေကြားရေပန်းအစားဆုံးဖြစ်သွားစေတဲ့သတင်းတစ်ခုကတော့ရိုနယ်ဒိုရဲ့အဓိကဖန်ပွိုင်းကြီးနံပါတ်ကျော်စထရမာအိုက်ရှိုးစပီကိုမင်္ဂလာပွဲအတွက်တရားဝင်ဖိတ်ကြားလိုက်တယ်ဆိုတဲ့သတင်းမှာဒီစင်ရဲမှာရွက်စီရဲ့နာမည်ကြီးခါပင်လဲပါဝင်နေပါတယ်သူ့ရဲ့တစ်ချိန်တုန်းကအချစ်ဆုံးတငယ်ချင်းရင်းနီတော့မပါဝင်ခဲ့ပါဘူးရိုနယ်ဒိုအနေနဲ့ကမ္ဘာ့ဖလားရွှေဖလားကြီးကိုကင်ပြီးမင်္ဂလာမဆောင်နိုင်ခဲ့ပင်ပဲသူ့ရဲ့ငွေရမြေမရီယာမျိုးကတမိုင်းဝင်ဖန်ချဲဖျားเจ้าမှာကျင်းပမယ်ဒီမင်္ဂလာပွဲဟာအောင်စားလောကနဲ့ဖျော်ဖြေရေးလောကရဲ့အကြီးကျယ်ဆုံးထိမ်းများပွဲတစ်ခုဖြစ်လာမှာသိကြပါတယ်